ရှိတုန်းကဒေါနတ်လေးတနေရာမှာတစ်ပင်ဟူကြီးတစ်ပင်ပေါ်မှာကျင်းပေါ်နဲ့အတူနေထိုင်တဲ့ငှက်ကလေးနှစ်ကောင်ရှိပါတယ်။သူတို့နှစ်ကောင်ကအတူရှင်တွဲပြီးနေထိုင်လာခဲ့တာနှစ်အတော်လေးကြာခဲ့ပါတယ်။ငှက်ထီးလေးကသူ့ရဲ့ကျင်းပေါ်ငှက်မလေးကိုအလွန်နဲ့ရှန်ရှန်ချစ်မြတ်နိုးတဲ့ငှက်လေးတစ်ကောင်ပါ။သူ့ရဲ့ကျင်းပေါ်ငှက်မလေးကိုအမြဲပျော်ရွှင်အောင်ထားနိုင်ဖို့ပဲအာယုံစိုက်လွန်းအောင်သူ့အတွက်ကိုတော့သူမိလျောနေတတ်တယ်။သူကအစားအစာထွက်ရှာရင်လေသူ့ရဲ့ကျင်ပုံငှက်မလေးအတွက်အကောင်းဆုံးနဲ့အချိုဆုံးအသီးအနှံတွေကိုရှာဖွေပြီးတော့ပင်ပန်းအမြဲယူဆောင်လာပြီးလေဒါပေမဲ့ငှက်မလေးကတော့သူ့ရဲ့ချစ်ချင်းမေတ္တာကိုတန်တရားစိတ်တွေနဲ့ဝင်လာပြီးအဲ့ဒီအချိန်မှာငှက်မလေးကမရေမရာစွာနဲ့သူစဉ်းစားမိလိုက်တာကသူငါအပေါ်ကိုအယံကောင်းခဲ့တယ်ဒါပေမဲ့သူ့ရဲ့နှလုံးသားကတခြားသူစီမှာပဲရောက်နေရင်ကောဘယ်လိုလုပ်မလဲလို့သူတွေးလိုက်မိတယ်။ဒါနဲ့အချိန်အနည်းငယ်ကြာလာတော့အခြေတင်စားတွေဖြစ်လာခဲ့ပါတယ်။မင်းကအရင်ကလိုငါ့ကိုမချစ်တော့ဘူးထင်တယ်လို့သူမကပြောမိပြီ။အတီကလည်းပင်ပန်းနွမ်းနေတဲ့မျက်လုံးတွေကြားကပြန်ပြောလိုက်တယ်။ငါမင်းကိုမချစ်ရင်ဘာဖြစ်လို့နေ့တိုင်းမင်းနှပီနားမှာပဲငါနေနေမှလေပြန်ပြေးလိုက်တယ်အဲ့နဲ့တနေ့ရောက်တော့စောင်းရသည့်အေးအေးလေးမှာသူမရဲ့နှလုံးသားတွေကတန်တရားစိတ်တွေကမထိန်နိုင်မတိန်နိုင်ဖြစ်ပြီးစပေါက်ကွဲလာပါတယ်မှန်တရားကိုငါသိချင်တယ်လို့သူမကဒီကြီးနဲ့ပြန်ပြောလိုက်တယ်မနှက်ပြန်နေမထွက်ခင်မှာငါတို့နှစ်ယောက်ဒီတစ်ပင်မှာစုံကြမယ်အရင်ဆုံးရောက်တဲ့သူကဘသူ့ကိုတကယ်ချစ်လဲဆိုတာကိုအဲ့ဒါတက်တည်ပဲပြောလိုက်တယ်အဲ့အချိန်မှာငှက်ထီးလေးကခဏလေးငြိမ်ပြီးတော့ပြုံးပြလိုက်တယ်ကောင်းပြီလေဒါဆိုရင်လေဒီလောင်းကြီးထမ်းမှာငါအချစ်ကိုမင်းကယုံမယ်ဆိုရင်လေငါလက်ခံပါတယ်ညင်သာစွာနဲ့ပြန်ပြောလိုက်ပါတယ်အဲ့ဒါနဲ့ညနေခင်းရောက်လာတဲ့အခါမှာငှက်မလေးကအိယာဝင်ဖို့ပြန်သွားခဲ့တယ်။သူမကစိုးထားဖို့ဆုံးဖြတ်ချက်ချလိုက်တယ်။ဒါပေမဲ့ကြံခဲ့တဲ့ငှက်ကြီးလေးကတော့ငြိမ်သက်စွာနဲ့နေဝင်မဲ့အချိန်ကိုစောင့်ကြည့်နေခဲ့။ငါမတော်လို့ငါအိပ်ပျော်သွားခဲ့ပြီ။နောက်မှနိုးရင်တော့ငါဘဝကတော့ဝါပါပြီ။သူမကငါထက်စောလို့ရောက်သွားခဲ့ရင်လေငါသူ့ကိုမချစ်ဘူးလို့သူထင်မှာတော့အမှန်ပဲလေဒီတိုင်းဆိုမရဘူးငါဒီမှာပဲတညလုံးနေလိုက်တော့မယ်ဆုံးဖြတ်ချက်ချလိုက်မနဲ့သူထားလိုက်ရင်တော့ငါကြိုရောက်တာကိုတွေ့ပြီငါအပေါ်လဲသူတနေ့ခင်းသွားလိမ့်မယ်သူတကောင်တည်းယုံနေခဲ့တယ်ညနဲ့လာတော့နှင်းတွေကလည်းကြာလေတွေကလည်းတိုက်ပြီးခိုက်တုံအောင်အေးခဲနေပြီပဲငှက်ကြီးလေးကမတုံမလှုပ်ပဲသူ့ရဲ့ခန္ဓာကိုယ်လေးကိုခွေပြီးနှွေးနေအောင်တီးခံပြီးကြိုးစားနေလိုက်တယ်။တညလုံးသူမအကြောင်းကိုပဲမအိပ်ပဲတွေးနေခဲ့တယ်။ငှက်မလေးကလည်းအိပ်မပျော်ဘူးဖြစ်ပြီးကောင်းကင်ဘုံကကြယ်လေးတွေကိုကြည့်ပြီးမနဲ့စောစောငါသွားမှဖြစ်မယ်လို့သူ့စိတ်ကိုသူပြောနေခဲ့တယ်။ငါအရင်ရောက်လို့ရှိရင်ငါဘလောက်ထိသူ့ပေါ်ချစ်တယ်ဆိုတာသူသိသွားလိမ့်မယ်။သူပြောနေခဲ့တယ်။အကြခင်လေးမှာပဲမိုးစလင်းလာတော့သူမကချိန်ထားတဲ့တစ်ပင်စီကိုတဟုန်ထိုးပြန်တန်းသွားတယ်။ဟိုလဲရောက်တော့ငှက်ထီးကိုမတွေ့ရှာဘူး။ဘေးပတ်လဲကြည့်တော့လေမတွေ့ဘူး။အဲ့မှာပဲငှက်မလေးကအယံဝန်းနေသွားခဲ့တယ်။သူ့စိတ်မှာသူ့ချစ်သူကသူမလာခဲ့ဘူးလို့သူတွေးမိလိုက်တယ်။အော်ငါထင်ထားတဲ့အတိုင်းပဲလေသူငါ့ကိုတကယ်မချစ်ဘူး။သူကတစ်ပင်ခက်လေးပေါ်မှာထိုင်ပြီးဒူးဒူးလေးနဲ့သူပြောနေလိုက်တယ်မင်းမလာပြီမဲ့လေငါမင်းကိုချစ်မှာပါဆိုပြီးတော့ဒူးဒူးလေးနဲ့ပြောပြီးရုတ်တရက်သူ့ရဲ့စိတ်ထဲမှာတခုခုလွဲနေတယ်လို့ခံစားမိလိုက်မိနစ်ပိုင်းကြာလာတော့နေရောင်ထွက်လာတဲ့အခါမှာပေါင်းဝန်းကျင်ကလင်းလာပြီးရုတ်တရက်ဆိုသလိုသူ့ရဲ့မျက်လုံးတွေကတစ်ပင်အောက်ခြေကတခုခုကိုမြင်လိုက်ရတယ်ငှက်မလေးကလည်းအောက်ကိုခုန်ဆင်းသွားတယ်မြေကြီးပေါ်ရောက်တဲ့အခါမှာသူမရဲ့အသက်ရှူရက်သွားလာအောင်ဖြစ်သွားတယ်
အချိန်မှာတစ်ပင်အောင်မှာခွေပြီးအတောင်ပံမာကျုံးနေတဲ့သူ့ချစ်သူကိုသူတွေးလိုက်ရတယ်အဲ့ဒီအချိန်မှာသူမကဖျားသူမဖြစ်နိုင်ဘူးဆိုပြီးတော့အော်ငိုဟစ်ကြွေးပြီးမျက်ရည်တွေစီးကြလာခဲ့တယ်သူမကသူ့စီပြေးသွားပြီးသူ့ကိုနှွေးထွေးအောင်သူမရဲ့အတောင်ပံတွေနဲ့ဖုံးအုပ်ပြီးတော့ကြိုးစားခဲ့ပြီးမြင်သူပြန်မထားနိုင်တော့သူမရဲ့မျက်ရည်တွေကမိုးရွာသွန်းသလိုတပေါက်ပေါက်နဲ့ကျလာပါတော့သူမငိုကြွေးနေတော့သူ့ဘေးနားမှာတခုခုကိုတတိထားမိလိုက်တယ်။ຫນွေဦးတုံးကသူမကိုပေးခဲ့ဘူးတဲ့ပန်းပွင့်တပွင့်ရဲ့အညာလေးတစ်ခုနဲ့တူတောင်ပန်းအမွှေးတစ်ချောင်းနဲ့သူ့ရဲ့နှဘေးလေးမှာချပြီးတော့ထားသွားခဲ့တယ်။သူ့အချစ်ကိုအပန်းလေးတွေကတက်တည်ပဲဆိုတာသူပြနိုင်ခဲ့တယ်။ငါဘယ်တော့မှမထွက်ခွာခဲ့ဘူး။နောက်လဲမထွက်ခွာငါဒီမှာတညလုံးနေခဲ့တာငါရဲ့ချစ်ချင်းမြတ်တာကိုမင်းကိုနောက်ထပ်ဘယ်တော့မှတရားမဝင်စေချင်ဘူးပါအဲ့ဒီပန်းလေးကတက်တည်ပါပြီအဲ့ဒီအချိန်မှာသူ့ရဲ့ချစ်သူရဲ့အချစ်စိတ်ကိုနားလေသွားခဲ့ပြီးမြင်အယမ်းနောက်ကျသွားခဲ့ပြီဒီဗီဒီယိုမှာသင်ခန်းစာရစရာကအချစ်ကိုလောင်းကြီးထပ်ရမယ့်အရာမျိုးမဟုတ်ပါဘူးတယောက်နဲ့တယောက်ပုံမှာနားလည်မှုတွေထားပြီးအေးတူဝင်ပြဘဝကိုအတူတူဖြတ်သန်းနိုင်တဲ့အချစ်ကိုအချစ်စစ်လို့ခေါ်ပါတယ်။ဟုတ်ကဲ့ပါဒီ story လေးကိုသဘောကျတယ်ဆိုရင်ကျွန်တော်ရဲ့ video လေးကို subscribe နဲ့အားပေးခဲ့ပါဦးခင်ဗျာ။နောက်ထပ် story လေးနဲ့ကျွန်တော်ပြန်လာခဲ့ပါမယ်။ Thank you ပါ